episode 4ရဲ့အစမှာတော့ကြောင်တွင်းစစ်ဆေးမှုတွေပြုလုပ်နေရပြီးမျက်စိစံသားချက်တွေမှာပြုလုပ်နေရကအကုန်လုံးကလွယ်လွယ်ကူကူဖြေဆိုနိုင်ပေမဲ့ကီမောလက်ရောက်တော့ပါဇက်ကမဖြေပဲလက်နဲ့ပဲညွှန်ပြနေရကြောင်းကြောင်တောင်နိုင်နေခဲ့ပါတယ်သူကတော့ယာဒါနိုဆိုတဲ့ကျောင်းသူတယောက်ဖြစ်ကအဘက်ဘက်မှာပြေးဆုံနေပြီးကီမောကိုကာရဲ့ကျမ်းမာရေးစစ်ဆေးမှုမှာတာအောင်လုပ်ပြီးရှုံးရတာကိုမုန်းတီးတဲ့ထူးထူးဆန်းဆန်းကောင်မလေးတယောက်ဖြစ်ပါတယ်ကျမ်းမာရေးစစ်ဆေးမှုမှာပိုင်းလေးပိုင်းဖြစ်ပြီးအဲ့ဒါတွေကတော့အမြင်အာရုံစစ်ဆေးမှုအရက်ကိုလေးချိန်နဲ့ထိုင်နေရဲ့အရက်တို့ဖြစ်ကဒီလေးခုမှသာ3ခုအနိုင်ရရင်သူကအောင်နိုင်သူဖြစ်ပြီပဲလို့ယာဒါနိုတယောက်ကြွေးကြော်နေခဲ့ပါတယ်ယာဒါနိုကကီမောနိုင်ပြီးတန်းတွေကလူတွေရဲ့အာယုံစိုက်တာခံကျင်နေတဲ့လူတယောက်ဖြစ်ကအမြင်အာယုံစစ်ဆေးချိန်မှာတော့ကီမောကရှုံးလောက်တယ်လို့တွေးထားပေမဲ့ကီမောရဲ့အမြင်အာယုံက 1.5 ဖြစ်ပြီးသူကတော့ 0.7 ဖြစ်တယ်လို့ယာဒါနိုတယောက်အမြင်အာယုံပိုင်းမှာရှုံးနေသွားခဲ့ပါတယ်ယာဒါနိုကတော့ကီမောကစစ်ဆေးသူကိုလက်ထိုးထားရပဲထင်နေပြီးကီမောနိုင်ရသွားတာကိုလက်မခံနိုင်ဖြစ်နေခဲ့ပါတယ်ရဲမှာလည်းကီမောက168 စင်တီမီတာဖြစ်ကယာဒါနိုက156 စင်တီမီတာဖြစ်နေရကြောင်းဒီတကြိမ်လက်သူရှုံးသွားပေမဲ့ဟိုလေးချိန်နဲ့ထိုင်နေရဲ့အရက်တိုင်းတာမှာတော့ယာဒါနိုရဲ့အမတ်ကကီမောတက်မြင့်နေရကြောင်းနှစ်ပွဲနဲ့တည်ဖြစ်သွားခဲ့ပါတယ်ဒီရှင်မြိုင်မို့တော့ယာဒါနိုဘက်ကနေပဲတစ်ဖက်သက်ပြိုင်နေတာဖြစ်ပြီးကီမောဘက်ကတော့ယာဒါနိုရှိလို့ရှိမှန်းတော့မသိခဲ့ပါဘူးယာဒါနိုကတော့စစ်ဆေးမှုအားလုံးမှာတာမန်ဖြစ်ကသူကိုယ်တိုင်ကလည်းတာမန်ကျောင်းသားတယောက်ဖြစ်တာကြောင့်တာမန်ဆိုတဲ့အရာနဲ့ပဲရောက်ရဲနေခဲ့ပါတယ်ဒီလိုတာမန်လူတယောက်ကထထန်းကျောင်းသားတယောက်ဖြစ်တဲ့ယာဒါနိုမှာတော့တာမန်မဟုတ်တဲ့တကူတဲသောအရာကအရာမှာပြီးပြည့်စုံတဲ့ကျောင်းသူလေးကီမောနဲ့တကယ်ချင်းဖြစ်နေခြင်းသာဖြစ်ပြီးရုတ်တရက်ယာဒါနိုနောက်ကနေလူတယောက်ကပေါ်လာပြီးတာဒါရဲမျက်လုံးကိုအဲ့လိုကလက်နှစ်ဖက်နဲ့ပိတ်ထားလိုက်ပါတယ်သူမကတော့ရန်ဖြစ်ပြီးသူလည်းတခြားလူတွေလိုတာမန်ကျောင်းသူတယောက်ဖြစ်ကစာတော့စိတ်ဝင်စားပဲအလားပါပဲစိတ်ဝင်စားတဲ့မိန်းကလေးတယောက်ဖြစ်ပါတယ်ရန်ဟာအရာပြီးပြည့်စုံတဲ့ကီမောကိုတစ်ဖက်သက်သဘောကျနေပြီးအားကျနေကသူကိုယ်တိုင်ကလည်းတော့လာပါတဲ့ကီမောနဲ့တကယ်ချင်းဖြစ်ချင်နေခဲ့ပါတယ်ဒီလိုနဲ့ကီမောဘေးကိုအကာရီကရောက်လာပြီးစကားလာပြောတာကိုမြင်တဲ့ရန်တယောက်ကတော့တစ်ဖက်သက်ကြီးမနာလိုဖြစ်နေခဲ့ကခဏကြာတော့လဲနာကြီးမေကကီမောနဲ့စကားလာပြောတာကြောင့်ဒုတိယမိမနာလိုဖြစ်ရပြန်ပါတယ်နာကြီးမေကနောက်လဲပြီးရန်ကိုနှုတ်ဆက်တာကြောင့်အခွင့်အရေးပဲဆိုပြီးရန်လည်းကီမောနာသွားကနှုတ်ဆက်လိုက်ပါတယ်ကီမောကတော့စကားပြန်မပြောရဲပဲဖြစ်နေရကိုရန်ကလည်းဒီလိုဂီယိုမဆိုင်တဲ့စတိုင်လေးမှကြိုက်တာဆိုပြီးဖြစ်နေခဲ့ပါတယ်ရန်ကရုတ်တရက်နာကြီးမေကိုခေါ်ပြီးကီမောနဲ့ဘလို့ပတ်သက်မှုရှိလဲမေတော့နာကြီးမေကကီမောရဲ့တငယ်ချင်းလို့ပြန်ဖြေရကြောင်းစိတ်တို့နေရပေမဲ့သူလည်းကီမောနဲ့ယဉ်နှိချင်တာကြောင့်သူနဲ့ကီမောကိုမိတ်ဆက်ပေးဖို့နာကြီးမေကိုပြောလိုက်ပါတယ်နာကြီးမေလည်းမတက်တာရဆိုရန်ကိုကီမောနဲ့မိတ်ဆက်ပေးပေမဲ့ဒေါသန်တိုင်းကီမောကစကားပြန်မပြောပဲဖမ်းမလို့တဲ့ပုံပေါ်ပေမဲ့ဘလို့ပဲဖြစ်တငယ်ချင်းဖြစ်ချင်တဲ့ရန်ကတော့ဒီလို nonchalant style လေးမှာမိမိုက်တာဆိုပြီးပူချနေခဲ့ပါတယ်ရန်လည်းတာတာနိုရဲ့ခုံမှာဝင်ထိုင်ပြီးကီမောနဲ့ဝင်ရောကနေလက်စာတူစားဖို့ပြောပြီးကီမောကတော့မနက်ကလေးကတာတာနိုမမြင်ရသေးလို့လွမ်းနေခဲ့ပါတယ်တာတာနိုကတော့သုံးတရားရဲ့ခန်းထဲမှာပြန်နိုးလာပြီးသူ့ကိုယ်ပေါ်မှာလည်းကျိုးရင်နဲ့တုတ်ထားကခန်းထဲမှာတော့ကီမောပုံတွေတွေ့ရပြီးရန်ရဲ့တပုတ်တွေပါတွေ့ရကြောင်းရန်ရဲ့ခန်းထဲရောက်နေမှတည်သွားခဲ့ပါတယ်နာကြီးမိကလည်းရန်ဟာကီမောနဲ့တငယ်ချင်းဖြစ်လို့လိုလားပုံရတာကြောင့်ရန်ရဲ့အိမ်မှာစကားတော့ပြောကြဖို့ပြောလိုက်ပြီးကီမောကလိုက်မှလို့ပြောလိုက်တာကြောင့်ရန်လည်းလက်ခံချင်ပေမဲ့တုံဆိုင်နေခဲ့ကအကြောင်းရင်းကတော့သူ့ရဲ့ခန်းထဲမှာတာတာနိုကိုဖမ်းတာဖြစ်ပြီးကီမောသာလာရင်တာတာနိုကိုဖမ်းတာအတွေ့သူ့ကိုမုံသွားမှကြောင်းနေပေမဲ့ကီမောအိမ်လိုက်လာမယ်ဆိုတဲ့ channel တင်ဖြစ်လာနိုင်မဲ့ပြဿနာတွေကိုမေးလိုက်ပြီးသူ့အိမ်သွားဖို့သဘောတူလိုက်ပါတယ်ကြောင်းစင်းတဲ့အချိန်မှာတော့ရန်တို့တော့ရအိမ်ကိုရောက်လာကြကအခန်းထဲကိုရန်ကအရင်ဝင်လာခဲ့ပြီးတပုတ်နေကိုတင်းကတာတာနိုကိုလည်းဗီဒီယိုလက်ထည့်ထားပြီးအတန်ထွက်ရင်အသက်ပါထွက်မယ်လို့ချိန်ချောက်လိုက်ပါတယ်ဒေါ်နဲ့နာကြီးမင်းရဲ့ကီမိုလည်းရန်ရဲ့ခန်းထဲဝင်လာကြကဗီဒီယိုထဲကအတန်တွေထွက်နေလို့ဘာအတန်လဲမေးလိုက်တော့ရန်ဘေးခန်းကအတန်ပဲလို့ရှောင်နေခဲ့ပါတယ်ရန်လည်းကော်ပီသွားဖြောင်းနေတော့နာကြီးမင်းကဗီဒီယိုတကားတော့ဖွင့်လိုက်ကအထဲမှာရှင်လက်ကြီးဖမ်းကန်ထားတဲ့တာတာနိုကိုတွေ့ရကြောင်းကြောင်ကုန်ကြပြီးအဲ့ချိန်ရန်ကလည်းရောက်လာကကီမိုတော့တီးသွားရင်မလို့အန်ဆောင်မနေတော့ပဲတာတာနိုလို့ဆာလဲမတော်ရုပ်လဲမချောရမ်းမရှိကြွသားမရှိပဲအရာရာချိုးတက်နေတဲ့သူတယောက်ကကီမိုလို့ရုပ်ချော်စိတ်ထားလာစာတော်ပြီးဘက်မှာပြေးဆုံနေတဲ့သူနဲ့ဘလို့မှတငယ်ချင်းဖြစ်လို့မရကြောင်းသူစိတ်ထဲရှိတာပြောထည့်လိုက်ပါတယ်တကယ်တော့ရန်ဟာတာတာနိုမနာလိုနေခြင်းသာဖြစ်ပြီးသူလည်းတာတာနိုနေတို့ကီမိုနဲ့တငယ်ချင်းဖြစ်ချင်နေရကြောင်းတာတာနိုဖမ်းပြီးတာတာနိုရဲ့ခုံမှာဝင်ထိုင်လိုက်ကကီမိုငေးချင်နေုံသာဖြစ်ပါတယ်ကီမိုကလည်းရန်ပြောသမျှကိုကောင်းကတာတာနိုချုပ်ထားတဲ့ကြိုးတွေကိုဖြေပေးလိုက်ပြီးစာအုပ်မှာစာရေးကငါတငယ်ချင်းကိုငါကိုယ်တိုင်ပဲဆုံးဖြတ်မယ်ဆိုတဲ့စာဖြစ်နေပြီးတာတာနိုကိုခေါ်ကရန်ရဲ့အိမ်ကနေပြန်သွားခဲ့ပါတယ်ရန်ကတော့ကီမိုတယောက်သူ့ကိုမုံသွားရထင်ကကြေခွဲနေရပါတယ်နောက်နေ့မှာတော့ကီမိုကတာတာနိုကိုခေါ်ကလေကားနာသွားပြီးသူ့ကြောင့်တာတာနိုထိခိုက်ခဲ့တဲ့အတွက်တောင်းပန်ကြောင့်စာရေးပြပြီးသူနဲ့တာတငယ်ချင်းဖြစ်နေတာတာနိုအနေနဲ့အနေနဲ့မကင်းတာကြောင့်တငယ်ချင်းမဖြစ်တဲ့ကြောင့်တိုးဆောက်နေတဲ့လက်ရည်များနဲ့ရေးပြီးတာတာနိုကိုပြလိုက်ပါတယ်တာတာနိုကတော့ကီမိုနေတို့ငါတငယ်ချင်းကိုငါကိုယ်တိုင်ဆုံးဖြတ်မယ်ဆိုကကီမိုလည်းသူ့ကိုတငယ်ချင်းဖြစ်ကနေလက်မလျှော့တဲ့တာတာနိုသဘောကျသွားပြီးဒီတဲ့အတန်လေးနဲ့တာတာနိုရဲ့တငယ်ချင်းကဖြစ်ချင်တယ်လို့ပြောလိုက်ပြီးကီမိုရဲ့ပါဇက်ပြားကနေလေသောအတန်လေးလို့ချုံမြမြလေးထွက်လာတဲ့အတွက်တာတာနိုလည်းနားတဲ့အရေးပြောမတတ်ဖြစ်နေပြီးကီမိုရဲ့အတန်လေးကြားရတဲ့အတွက်ဦးမျိုးနေခဲ့ပါတယ်ဒီကြိုင်တို့စီကိုနာကြီးမီနဲ့ရန်ကရောက်လာပြီးရန်ကတာတာနိုကိုတောင်းပန်ကသူကကီမိုရဲ့တငယ်ချင်းဖြစ်ချင်လုံးလို့မျက်စိပိတ်နားပိတ်ကလမ်းမရောက်သွားကြောင်းပြောပြီးတာတာနိုနဲ့ကီမိုကိုစိတ်ရင်းနဲ့တောင်းပန်နေခဲ့ပါတယ်ကီမိုကဘာပြန်ပြောကြောင်းရန်လည်းသူ့ကိုမုန်းနေထင်သွားကဒီကွဲနေပြီးထားတောင်းချက်လို့တာတာနိုကနေပြီးကီမိုကပေါင်းသင်းဆက်ဆက်ရေးမှာအခက်အခဲရှိကြောင်းပြောလိုက်ကရန်လည်းအကြောင်းစုံတည်သွားပြီးကီမိုကတငယ်ချင်းအရောက်တရာရချင်ကြောင်းမှာတီးလိုက်ရတဲ့အတွက်ပြောနေပြီးကီမိုကလည်းရန်ကိုတငယ်ချင်းအဖြစ်လက်ခံလိုက်ရင် episode 4လေးကပြီးဆုံးသွားခဲ့ပါတယ်ဗျာ